တော့ခန္ဓာကြီးတစ်ဘောလောလောကြီးပေါ်လာပြီဆိုမှပြန်ဩဖောက်ပြန်ပြီဩပြည့်စည်နေပြီဩအစားထိုးလာပြန်ပြီဩပြည့်စည်သွားပြန်ပြီဩအစားထိုးလာပြန်ပြီဆိုတော့သူ့မှာဒီနှစ်ခုပဲရှိတယ်ဥက္ကမောင်ကြီးမှန်ပါဘူးအရင်ဖြစ်တာကပြည့်စည်တယ်နောက်အစားထိုးလာတာကပေါ်လာပြန်တယ်ပေါ်လာတာကပြည့်စည်ပြန်တယ်နောက်အစားထိုးလာပြန်တယ်ဒါပဲရှိတယ်တရားဓမ္မတွေသဘောပါပြည့်စည်တာရဲ့အစားထိုးတာရဲ့ဒီနှစ်ခုပဲရှိတယ်ရုပ်ပြည့်ရင်ရုပ်အစားထိုးဝေဒနာပြည့်ရင်သင်ညာပြည့်ရင်စေတနာပြည့်ရင်စိတ်ပြတ်သွားရင်ဥက္ကမောင်တို့ကပြတ်တာရဲ့အစားထိုးတာရဲ့ဒီကိုယ်လုံးမှာဖောက်ပြန်ပြည့်စည်ဆိုတာဒီနှစ်ခုပြောဒါလူရင်းလေးမှတ်လိုက်စမ်းပါဒကာဓမ္မတို့ပြတ်တာရဲ့အစားထိုးတာရဲ့ဒါပဲရှိတယ်ခန္ဓာကိုယ်မှာဘယ်လိုများရှိပါလိမ့်ပြတ်တာရဲ့အစားထိုးတာပြတ်တာအိဋ္ဌာအစားထိုးတာသင်္ခါရတို့သာမှတ်လိုက်ပြတ်တာကအစားထိုးတာကဩဒီနှစ်ခုပဲရှိတဲ့ဥစ္စာဒါခန္ဓာကပြောနေတာဥက္ကမောင်ရသူများကပြောတာမှမဟုတ်ဖဲသူကဘယ်လိုပြောတော့ဆိုတော့အနိစ္စတစ်ချက်သင်္ခါရတစ်ချက်အနိစ္စတစ်ချက်သင်္ခါရတစ်ချက်အနိစ္စတစ်ချက်သင်္ခါရတစ်ချက်သူကဒါပဲပြောနေမှန်ပါဗျာဒါပဲပြောနေတော့ကိုဘုန်းကြီးဓမ္မတွေကစောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်အမြောက်စောင့်ကြည့်နေတော့မြောက်ဤဖြစ်စဉ်အလုံးစုံကိုမြင်ရတယ်လို့ခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရတော့ကိုဓမ္မတို့သိတဲ့အတိုင်းခန္ဓာကသူဖြစ်စဉ်ကအနိစ္စနဲ့သင်္ခါရလှည့်သူဖြစ်စဉ်ကဘာလဲအနိစ္စဆိုတာပြည့်စည်သွားသင်္ခါရဆိုတာသူပြည့်တဲ့နေရာအစားထိုးတာသင်္ခါရပြည့်စည်သွားတာဒါဖြင့်အနိစ္စဝတ္တသင်္ခါရဆိုတာကြိုက်သွားဘုကမုံကြိုက်ပလားပြည့်သွားတာကဘာခေါ်ကြမလဲစောင့်ကြည့်နော်အစားထိုးတာဘယ်နဲ့ခေါ်ကြဒါဖြင့်အနိစ္စဝတ္တသင်္ခါရလို့ဆိုတော့သင်္ခါရနဲ့အနိစ္စသာရှိပါလားဘယ်မလို့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာမပါဘူးဆိုတဲ့အဓိပ္ပာယ်ကဒီလိုစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာသက်္ကာရိရှိအထူးတောင်ဖြုတ်เสียမလို့တော့အနိစ္စကဆိုတာလည်းငါဥစ္စာမဟုတ်ပါဘူးသင်္ခါရအစားထိုးတာလည်းငါဥစ္စာမဟုတ်ပါဘူးမနေ့ကပြောတဲ့အကြောင်းလေးပါးတွေကအစားထိုးအာယုံဒွါရတွေကအစားထိုးမှန်ပါပါကာယေတဘာဝံဝိရိတဝါနကာယေခန္ဓာ၅ပါးဆိုတဲ့ကာယတရား၌ဝိရိတဝါနအဖမှန်ရှိသိသိရှိတော်ဒုက္ခတဒုက္ခဤအန္တန်ဆုံးကိုကရိတ္တိမင်းတို့ရောက်ပါလိမ့်မယ်ဘဝနိဗ္ဗာန်ရောက်မယ်ဟာဥက္ကမဉာဏ်ကျဲတဲ့ပုဂ္ဂိုလ်မှာနော်ခန္ဓာသဘောသိနိဗ္ဗာန်ရောက်မယ်သူတို့ပဲဟောလိုက်ဒကာဓမ္မတွေဘယ်လိုများဟောပါလဲခန္ဓာသဘောသိရင်နိဗ္ဗာန်ရောက်မယ်ဩဘုန်းကြီးဒကာဓမ္မတွေကဘယ်လိုကြောင့်ဒုက္ခကသိငြိမ်းတဲ့နိဗ္ဗာန်ကြီးမရောက်ကြပါလိမ့်မလို့ဆိုတော့ကိုယ်ခန္ဓာအကြောင်းကိုမသိကြလို့ဘယ်နဲ့ကြောင့်မရောက်ကြပါလိမ့်ဘာသိမလဲတဲ့ဘုန်းကြီးတို့ဒကာဓမ္မတွေကကိုယ်ခန္ဓာအကြောင်းကိုမသိဘူးတဲ့သိပြန်တော့လေတဲ့သမာဓိဋ္ဌိနဲ့ကမသိမိစ္ဆာဒိဋ္ဌိနဲ့သိနေပြန်သမာဓိဋ္ဌိနဲ့ကမိစ္ဆာဒိဋ္ဌိနဲ့ကြတော့ငါကောင်ငါဖြစ်နေတော့သိနေပြန်တယ်ငါကောင်ငါမဟုတ်ဘူးဆိုတဲ့အသိမျိုးကြတော့မသိပါဘူးဩဒါဖြင့်ဓမ္မတို့စောင့်လည်းမကြည့်အသိကလည်းလွဲပြန်မရှိတာသိပြီးဒီကလာနေပြန်တော့ဒါကြောင့်သန္တရာရှိတကိုဆိုတဲ့ဥစ္စာဖြင့်ပေါ်လာပြန်